ဒီလူကတော့ Monkey D. Luffy ရဲ့လာရောက်တွေ့ဆုံခြင်းကိုခံခဲ့ရတဲ့သူပါဗျာ။ Luffy ကသူ့ကိုလာပြီးစနှောက်နေတာပါ။ဘာလို့လဲဆိုတော့ဒီလူရဲ့ခန္ဓာကိုယ်ကလည်း Luffy လိုပဲဖြစ်သွားလို့ပါ။သူကဂျပန်ယာကူဇာခေါင်းဆောင်တစ်ယောက်ပါ။သူ့ရဲ့တပည့်ရင်းတွေကပဲသူ့ကိုတစ္ဆာဖောက်ပြီးတနက်နဲ့ပစ်ခဲ့ကြတာပါ။အဲ့ဒီနောက်ဆေးရုံတင်လိုက်ရပြီးဆေးရုံကတားမြစ်ထားတဲ့ဂိုမူအသီးကိုမတော်တဆစားမိခဲ့ပါတယ်။သူဘယ်တော့မှလမ်းပြန်မလျှောက်နိုင်တော့ဘူးဆိုတာသိလိုက်ရတဲ့အခါအဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ဆေးရုံပေါ်ကခုန်ချလိုက်တဲ့အချိန်မှာပဲသူ့ခန္ဓာကိုယ်ကရောဘာဘောလုံးလိုဖြစ်သွားပြီးမြေပြင်မှာခုန်ပေါက်နေပါတော့တယ်။ပြီးတော့သူ့ရဲ့ပျော့ပြောင်းတဲ့လက်တွေနဲ့တိုင်ကိုလှမ်းဖမ်းပြီးမနှဲထိန်ချုပ်လိုက်ရပါတယ်။အဲ့ဒီနောက်ရန်သူတွေကသူ့ကိုတတ်ဖို့ဆွဲဆောင်မှုရှိတဲ့တူနာပြုတစ်ယောက်လွှတ်လိုက်ပြန်ပါတယ်။သူရေချိုးနေတော့မှအဲ့ဒီတူနာပြုကလျှက်စစ်နဲ့လှုပ်ကြံဖို့စူးစမ်းခဲ့ပေမဲ့ဂိုမူအသီးရဲ့စွမ်းအားကြောင့်ဘာမှမဖြစ်ခဲ့ပါဘူး။တူနာပြုကကြောက်လန့်တကြားထွက်ပြေးပေမဲ့သူကလက်ကိုဝေးကြီးဆန်းထုတ်ကဖမ်းဆီးလိုက်ပါတယ်။သူဘလို့လက်စားပြန်ချေရမလဲဆိုတာစဉ်းစားနေတော့မှပဲရုတ်တရက် TV ထဲကနေ Luffy ခုန်ထွက်လာခဲ့ပါတယ်။ပြီးတော့ Luffy ကသူ့ကိုကူညီမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်ရန်သူတစ်ယောက်ရောက်လာပြီးသူ့ကိုပြစ်တက်ဖို့စူးစမ်းပေမဲ့သူကသူ့ရဲ့ရောဘာစွမ်းအားကိုတုံးပြီးအနိုင်ယူလိုက်ပါတယ်။ Luffy ကတော့သူ့ရဲ့စွမ်းအားတွေကိုမြင်ပြီးသဘောကျနေတာပေါ့။အခုဆိုရင်ဒီလူဟာလမ်းပြန်လျှောက်နိုင်ပြီဖြစ်ပြီးနှစ်ယောက်အတူတူဆေးရုံကနေထွက်လာခဲ့ကြပါတယ်။သူ့ရဲ့စွမ်းအားသစ်တွေနဲ့သူဟာသူ့ကိုတစ္ဆာဖောက်ခဲ့တဲ့လူမိုက်တွေကိုအလွယ်တကူပဲနှိမ်နင်းလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ရဲ့ဂိုင်းချုပ်ကြီးရောက်လာပြီးသူကိုယ်တိုင်တက်ခိုင်းခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။ပြီးတော့ဘုံတစ်လုံးကိုမင်းကြီးဖို့လုပ်တဲ့အချိန်မှာပဲ Luffy ကကြားကနေဝင်ထားလိုက်ပါတယ်။သူကငါတငယ်ချင်းပဲလို့ Luffy ကပြောပြီးသူ့ရဲ့ဆန့်ထွက်နိုင်တဲ့လက်မောင်းကြီးနဲ့ပြင်းထန်တဲ့လက်သီးတစ်ချက်ထိုးလိုက်ကဂိုင်းချုပ်ကြီးကိုအမှောက်သိပ်လိုက်ပါတော့တယ်။